ပိုက်ဆံဆိုတာရှေးတုန်းကကြက်နဲ့ပါမောက်ချင်းလဲရတာအဆင်မပြေလို့တီထွင်ခဲ့တာလို့သင်ထင်နေတာလားဒါဟာသမိုင်းအမှားကြီးပါမနုဿဗေဒပညာရှင်တွေဟာကဘာပေါ်မှာအဲ့ဒီလိုလက်ပတ်ခဲ့တဲ့လူအဖွဲ့အစည်းတစ်ခုတည်းတောင်ရှာမတွေ့ခဲ့ပါဘူးတကယ်တော့ပတ်စံဆိုတာကုန်သွယ်မှုကလာတာမဟုတ်ပဲအကျွေးကနေလာတာပါလွန်ခဲ့တဲ့နှစ်ပေါင်း1000ကအိမ်နီးချင်းအမိုးမိုးတာကိုကူညီခဲ့တဲ့ကျေးဇူးကြွေဘသူကိုဘာကြွေးတင်နေလဲဆိုတဲ့မှတ်ဉာဏ်ကနေစတင်ခဲ့တာပါပတ်စံဆိုတာဈေးဝယ်ရလွယ်အောင်လှုပ်ထားတာမဟုတ်ပဲအချင်းချင်းကြားအမှတ်စရင်တွက်ဖို့ပါပြီးတော့အမှတ်စရင်တွက်လို့ရပြီဆိုတဲ့အချိန်ကစလို့ကစားပွဲကိုမတမာနီးနဲ့ကစားဖို့လှည့်ကွက်တွေပါစတင်လာခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000လုံးလူသားတွေတည်ထင်ခဲ့တဲ့ငွေကြေးတိုင်းဟာတဏှာတစ်ခုတည်းအတိုင်းပဲလက်ပတ်ခဲ့ကြတယ်ငွေကိုဖန်တီးတယ်ပြည်သူတွေကယုံကြည်လာတယ်ပြီးရင်တော့အာဏာရှိသူတွေကတိတ်တဆိတ်ပတ်စံတွေအများကြီးထပ်ထုတ်ပြီးတန်ဖိုးကိုခြွေချပစ်တယ်နောက်ဆုံးတော့စနစ်တစ်ခုလုံးပြိုလဲသွားတာပါပဲဂျောမအင်ပါယာကြီးလည်းအဲ့ဒီလိုလှည့်ကွက်နဲ့ပဲအရင်ဆုံးပြိုလဲခဲ့သလိုတရုတ်ပြည်ရဲ့ပထမဆုံးစက်ကူပတ်စံဟာလည်းအဲ့ဒီလိုပဲအဖက်စင်မရအောင်ပျက်စီးခဲ့ရပါတယ်ဒါရင်မကသေးပါဘူးပထမကဘာစစ်အပြီးမှာဂျာမနီမှာဆိုရင်လည်းပတ်စံတန်ဖိုးဘယ်လောက်ထိကျသွားလဲဆိုတာထင်းဝယ်တာထက်ပတ်စံစက်ကူကိုမီးရှို့တာကပုံစည်းပေါ်တဲ့အထိဖြစ်ခဲ့ပူပါတယ်1981ခုနှစ်မှာတော့အမေရိကန်ကဒေါ်လာနဲ့ရွှေချိတ်ဆက်မှုကိုလုံးဝဖျက်တောက်လိုက်ပါတယ်အဲ့ဒီချိန်ကစလို့ကမ္ဘာပတ်စံတွေကရုပ်ဝတ္ထုအာမခံချက်လုံးဝမရှိပဲအစိုးရကတန်ဖိုးရှိရလို့ပြောလို့သာတန်ဖိုးရှိနေတဲ့ဖီးယက်ငွေဖြစ်သွားခဲ့ပါတယ်ဒါကြောင့်ပဲတင်နေတိုင်းပင်မခံရှာနေတဲ့ပတ်စံဘော်ကကဏ္ဍမပြောင်းလဲပေမဲ့နှစ်စဉ်နှစ်တိုင်းတန်ဖိုးကြပြီးဝယ်လို့ရတာနဲလာတာပေါ့သူတို့ကဒါကိုငွေကြီးတန်ဖိုးချလိုက်လို့မခေါ်တော့ပဲငွေကြီးဆိုင်ရာမူဝါဒလို့လှပစွာအမည်ပြောင်းလဲလိုက်ကြတာပါအခုဆိုရင်ပတ်စံဟာတမိုင်းရဲ့နောက်ဆုံးဘာရှင်းကိုဥတည်နေပါပြီကစားပွဲက2လမ်းပဲရှိပါတယ်တစ်ခုကဘယ်ဆိုရဘယ်ဘဟိုဘန်မှာထက်ရိုက်နှိပ်လို့မရပဲအကန့်အသတ်ရှိတဲ့ကွန်ရက်ငွေ Bitcoin နောက်တစ်ခုကတော့တင်ရဲ့သုံးစွဲမှုမှတ်သမျှကိုတပြားမကြံချေရခံပြီးအချိန်မရွေးပိတ်ပြလို့ရမယ်အစိုးရရဲ့ digital ငွေ CBDC ပတ်စံဆိုတာဘယ်တော့မှပတ်စံတသက်မဟုတ်ခဲ့ပါဘူးအချင်းချင်းအပေါ်ဘသူကအာဏာလွှမ်းမိုးမလဲဆိုတာကိုဆုံးဖြတ်တဲ့စက်ရန်နေရကြီးပါမိကုန်းကတော့နောက်ပေါ်မဲ့ငွေကြေးစနစ်တစ်မှာဘသူကခလုတ်ကိုကင်ထားမှာလဲအဲ့ဒါတင်ဖြစ်မှာလား